ဆိုင်သွားဖို့ကြတော့မမေ့ဘူးအဖေရဲ့အသက်ကလည်းကြီးပါပြီဟာဘာဖြစ်လဲအသက်ကြီးကျမ်းမာနေရပဲလေပဋိကရမယ်ရွယ်မှာဒါမျိုးတွေလောက်တာမသိတော့လို့ပါဟဲ့အားကားလို့တဘောပဲလေတဘောအဖေတဘောပဲကဲမောလို့ခဏနားလာအဖေရဲ့ချစ်တလားဘုဘလန်းနေဟင်ဘယ်ဘက်တော့တရားစကားပြောတာပါအခုတည်းကကားလို့ကောင်းနေတော့ဟဲ့ငါတော့မပြောနဲ့ဒီပေါင်းခတိုင်းလို့အဖေဆရာဝန်နဲ့စိတ်ပြရမယ်လေအော်ဟုတ်သားပဲဒါမျိုးတော့မေ့ရတော့ KTV နဲ့ဘီယာဆိုင်သွားဖို့ကြတော့မမေ့ဘူးဟာမဟုတ်လို့လားဟုတ်တယ်လေကျွန်တော်ဖြစ်တယ်လို့နေနေတာကြောင့်ယောဂရဲ့ထူးနေပြီလေတိုင်ချာဆေးဝတော့ကိုချိန်တော့ရောက်နေပြီဖေအဲ့လိုမျိုးဆေးဝချင်တမီးရဲ့အိမ်မက်ကဆူရတဲ့ပတ်စံလေးကိုဖေကြောင့်အကုန်သိကြည့်လို့Happy birthday ပါဖေကျမ်းပါပါစေစာကြည့်ဒီပေါင်းလေးပဲရပါစေဆိုရရောတက်စီတောင်းမရုံလေးပဲနေရရောက်ပါစေဟေးအဲ့လိုကြောင့်ငါ့ကိုမြဲသိခိုင်းနေသလိုပဲထားတော့ဒီမှာဖေးတော့မူးရလက်လာငါတော့ဒီဒစ်ကကိုမလားအော်ရေးတယ်မှာအိုင်မဒီကအင်ရှူရဆိုပါလားအခုလည်းဖေကျမ်းမာရတော့သမီးကမပူပင်အောင်သမီးကစီစီပေးတာလားသမီးကဖေကျမ်းမာရတော့ဒီလောက်တော့စဉ်းစားပြီးထားတာပဲဖေဝမ်းတော့လိုက်တာဖေကလည်းသမီးနာရဲ့ပညာရေးအတွက်ရော့ဒီမှာ KPZ ဘူကဖလိုက်KPZ လိုက်အရှောင်းမယ်ပေါ့ဟုတ်တယ်ဖေမရှိရတဲ့အချိန်ကျရင်လည်းသမီးရဲ့ပညာရေးအတွက်စိတ်ချရအောင်ဖေကစဉ်းစားပေးထားတာစကားတွေထပ်ထူကြနေတယ်ပေါ့အခုဆိုဖေကျမ်းမာရေးအတွက် I need ticket နဲ့စိတ်ချလို့ရပါပြီသမီးပညာရေးအတွက်လည်း University လိုက်နေဆိုပူစရာမလိုတော့လေတို့တာမနာရတဲ့ပြေးတော့သွားပြီပေါ့တင်တို့ဘွားမှာကျမရေးအတွက်အန်ကဲအနာဂတ်ပညာရေးတော့ဆို Universal Life ရှိနေပြီဆိုတော့ပြေးတော့သွားပြီပေါ့ KBZ Life Insurance